character သာမစောတာလက်စနဲ့နောက်ပါလေသာစော ဒီအချိန်လိုက်အောင်ပဲလေးရောက် ဒီကျောင်းသားတွေကလည်းစုဖို့ကောင်းတယ်ဒီဟာလေးတော့တကယ်များဇလန်းမှာများမြင် များတွေ့ရ များတွေ့ရအောင် ကျောင်းသားကားဆိုခုနကတော့ပြောလိုက်တယ်ကျောင်းသားကားဖြစ်နေဆိုတော့တခါလုံးတော့အဲ့အဟုတ်က episode 1 2 5 6အဲ့လိုပဲကျောင်းသားအဲ့ဒါတော့ဒီဘိုက်မှာလို့ကြီး အဲ့တော့တချို့ series တွေကတော့တက်ပြန်ကျွန်တော်ကြည့်စီမှာတော့ episode 1 2တစ်ခုလောက်ပဲကျွန်တော်ကဟာလေးပြပြီးတော့ကျန်တာကိုတော့အကြည့်ပိုင်းပြဒီကားကျတော့တော့စပွင့်နေကနေကျွန်တော်ဒီចောင်းသားဘွားကြီးကိုကျွန်တော် episode 5ခုလောက်ကြည့်တော့ကျွန်တော်လည်းចောင်းသားဘွားပြန်ရောက်သွားတယ်ပြန်လာတယ်ချင်တာပေါ့နော်ဒီလိုလေးကြည့်ရမယ် ကိုယ်နဲ့တော့ဒီဘာဖြစ်တာလဲကြည့်ရအဲ့မှာ ကြည့်ရမယ် ကျောင်းသား character တော့လည်းစိုးရိမ်ပါ ဆိုရင် ဆိုရင်ပြင်ဆင်ခဲ့ပါတယ်ပထမမနူရာနဲ့ပြောရမှာကျောင်းသားနေရာကိုဒီကိန်းကြောင်ကလေးတွေပေါ်ထားထည့်လိုက်တယ်ဒါပေမဲ့အဲ့လိုလောက်ရမှာရတယ်များနေအောင်ပေါ့နော်episode ရလည်း1 5လောက်ရှိတယ်ပြီးတော့နည်းနည်း heavy လေးလည်းပါတယ်ကျောင်းသားဆိုကလေးနဲ့ဆိုကြည့်ရကလေးတယောက်ဆောင်ကြည့်ရတာဘယ်လိုပြောမလဲတမျိုးလေးနဲ့ဖြစ်မှာဆိုတာလေဒီဘိုးတို့ပဲဘယ်လိုငယ်အောင်လုပ်ကြမလဲပေါ့၄ယောက်သမီးလေးမွားတော့တကယ်အရှိမဆိုအရှိမဖြူစိမ့်နဲ့ရရတဲ့ကျောင်းသား character ကများနေရမုံမြင့်တော်ကဆိုလည်းဖြူစိမ့်နဲ့ဟာပါတယ်ပါတော့အဲ့တော့လည်းစပင်ကတမျိုးလုပ်ထားတယ်ဒီမှာဘယ်လိုလေးလုပ်လဲဆိုရင် week လေးနဲ့ဒီလိုမျိုးကိုနဲ့ live press ဆောင်ဖြစ်မဲ့ဟာငယ်လဲငယ်မဲ့ဟာပေါ့နော်လုပ်ပြီးအဲ့လိုတိုင်ပင်ပြီးတော့လုပ်လိုက်တာရှိကောင်းမှာတော်တော်ပေါ့ရှိကောင်းကြောမှာစိုးရတယ်အဲ့လိုမျိုးဆိုတာတမိုးကတော့ကိုလုံးဝနဲ့အဲ့ဟာဟုတ်ဘယ်ဇာတ်ရုပ်လာတာပဲ character လာတာကိုသဘောကျတဲ့ဆိုတော့ကျွန်တော်အဲ့ဒါလည်းတမရအကောင်းဆုံးတောင်းကြည့်အောင်လုပ်မယ်အဲ့ဒါနဲ့ပတ်သက်ပြီးလုပ်ရမယ်နောက်ဆက်တွဲ promotion တွေကိုကောင်းတော့လုပ်မယ်ဆိုတော့ creator တွေကလည်းကြည့်လို့ရှိရင်နောက်တစ်ခုကအားထုတ်ထည့်ထားတယ်ဆိုတာကိုနားမှာပါဆိုတော့ဒီဟာကိုတော့အဲ့လိုအားလုံးအကောင်းဆုံးမျှော်လင့်ကြတာပဲဘယ် series ဆိုလို့ဆိုအားလုံး creator အကြိုက်နဲ့ထပ်လို့ကြတယ် ခြာဒီအောင်ပြောပြပါဦး ကြောရမကြောရအောင်မနိုင်ကြဘူးဆိုရင်ရှိကျွန်တော်ကရုပ်ရှင်တစ်ခုခံပြီးရဲဆိုတာအော်ဒီကားကိုတော့ကြောနိုင်ရမယ်ဆိုတော့စိတ်ကိုပြဲတော့ဖြောက်လာရောလေကျွန်တော်ကဒီရုပ်ရှင်ဖန်တီးတယ်ဒီဇာတ်တွေဖန်တီးရဲဆိုတာကျွန်တော်တို့ဒီ direction ပေးတဲ့ writer တွေစညိုးတွေကျွန်တော်စီပြောတယ်အဲ့ဒါခုနကပြောတယ်ကျွန်တော်စကားလေးထွက်လာပြီးကျွန်တော်အဲ့တိုင်းမှာတော့ရှိတယ်လို့ကျွန်တော်ခံစားရတာဆိုတော့ promotion ကိုကိုယ်ကောင်းကောင်းမွန်မွန်ပါဝင်ပြီးတော့လုပ်ကြတယ်။ဆိုတော့မိုးမြင့်တုံးကလည်းဒါကျွန်တော်တို့ဒီကောင်းကောင်းမွန်မွန်လေးဒီလို PPCC လုပ်ခဲ့တယ်ဒီ media conference ဆိုတော့ကျွန်တော်ကောင်းကောင်းမွန်မွန်လေးလုပ်တယ်။ဒီ media ပုံမှန်အကုန်လုံးကလည်းကျွန်တော်တို့ဒီကောင်းကောင်းမွန်မွန် promote လုပ်ကြတယ်။ဆိုတော့ဒါတွေကကျွန်တော်တို့အတွက်အများကြီးကျိုးတက်ရောက်တယ်ပြီးတော့ဒီကားပြရဲ့အချိန်မှာအမှန်နဲ့ကျွန်တော်လည်းဆိုတာဒီ promotion plan တွေနဲ့ပြောပြီးတော့ကျွန်တော်ဖောက်ကြတာပေါ့။ဆိုတော့ဒီကားဆိုတာအဲ့တိုင်းပဲစရိုက်တယ်ဒီမှာရေကျွန်တော်ဒီကားလေးကိုကျွန်တော်တို့တူရုံညမယ်တော့အဲ့လိုလေးရှိအောင်အခုလည်းဒါ20နှစ်နေ့ပြတော့မယ်ဆိုတော့မနိုင်ပြောရင်ကျွန်တော်အမုံမြင့်ရဲ့အချိန်ကအခုချိန်နဲ့မတည်သေးဘူး။မတည်သေးတဲ့အချိန်မှာနောက်တကားချက်ချင်းတက်ခွင့်ရတဲ့အတွက်ဒါပို့ပြီးတော့ကျွန်တော်တို့မှားတဲ့ကျွန်တော်မတရားလည်းဖြစ်တယ်ပို့ပြီးတဲ့ချိန်ပုံတယ်ခုနကပြောလို့ပရိသတ်တွေကလည်းချက်ချင်းအားပေးပြီးအချိန်မကြာသေးတဲ့အချိန်မှာနောက်တကားကိုအတွဲပြန်မြင်ရတဲ့ခါကျတော့ဆိုပြီးပရိသတ်တွေပျော်နေကြပြီဆိုတော့ feeling လေးကအရန်ကောင်းတယ်ပေါ့နော်ဆိုတော့အားပေးကြမယ်လို့ယုံကြည်ပါတယ်အားလုံးလည်းဒါဝိုင်းပြီး support ပေးကြပါဦး